ဘလောက်ပဲသီလကောင်းမှုတွေပြည့်စုံလို့ပြိဿခံစားခွင့်နေရပါစေဟောဒီခန္ဓာကြီးရှိနေပြီဆိုရင်တော့အိုရအောင်မနာရအောင်မသိရအောင်မအိုနာသိမလွတ်သေးသမျှခန္ဓာဆိုတာမဆုံးနိုင်ခန္ဓာမဆုံးနိုင်တာကိုပဲသန္တရာလေးတယ်လို့ခေါ်ပါတယ်သန္တရာလေးတယ်ဆိုတာဘာတွေလဲဘဝတွေတစ်ခုပြီးတစ်ခုရခန္ဓာတွေတစ်ခုပြီးတစ်ခုရနေတာကိုပဲခန္ဓာလေးတယ်သန္တရာလေးတယ်လို့ခေါ်တယ်ပြီးတော့အဲ့ဒီခန္ဓာလေးတာကိုလွတ်ဖို့ကြတော့ဒါနာလေးတိလာလေးနဲ့လွတ်အောင်ယုံလို့ရမလားမရဘူးဟောဒီယုတ်တရားတန်တရားရဲ့စက္ကန့်တိုင်းသိနေတာကိုဝိပဿနာဉာဏ်နဲ့တွေ့အောင်ရှာဖို့လိုပါတယ်ဟောဒီယုတ်တရားတန်တရားရဲ့စက္ကန့်တိုင်းအနိစ္စဆိုတာကိုစာရဲကအနိစ္စခန္ဓာထဲမှာတွေ့အောင်ရှာဖို့လိုပါတယ်စာရဲကဒုက္ခခန္ဓာထဲမှာသိအောင်ရှာဖို့လိုပါတယ်ငါဖြစ်ခြင်းသလိုမဖြစ်ဘူးဆိုရဲစာရဲကအနတ္တဟောဒီခန္ဓာမှာတွေ့အောင်ရှာဖို့လိုပါတယ်အဲ့ဒါကြတော့စာတိနာတိလေးနဲ့ရမလားခန္ဓာအတိကိုဝိပဿနာမမှတ်ဘဲနဲ့ရကိုမရပါဒီတော့ဝိပဿနာဘာဝနာမပါသမျှအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုသိမလားအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုမသိဘူးဆိုတဲ့ကကိုယ့်ကိုယ်ငြဲတယ်ကောင်းတယ်ငါပဲသူပဲဆိုတဲ့အစွဲကွာမလားမကွာသမျှတန်တရာဆုံးမလားမဆုံးဘူးတဲ့ဒါကြောင့်ကျွမ်းမလေးစဉ်းစားလိုက်ပြီးဘလောက်ချမ်းသာပါစေဘလောက်ခံစားခွင့်ရပါစေဟောဒီခန္ဓာကိုယ်ကြီးရပြီဆိုရင်တော့အိုတဲ့မျိုးဖြစ်တဲ့အတွက်အိုရမှာမလွဲပါပဲနာတဲ့မျိုးဖြစ်တဲ့အတွက်နာရမှာမလွဲပါပဲသိတဲ့မျိုးဖြစ်တဲ့အတွက်သိကိုသိရမှာမလွဲပါပဲဘာလို့မလဲတဲ့အိုနာသိမလွတ်သမျှတော့ငါတို့လိုချင်တဲ့ချမ်းသာအမှန်ရမလားမရဘူးဒါကိုသူသွားတွေ့တယ်အဲကြောင့်ဘာဝနာမပါတန်တရာရှည်ကြလွန်လှသည်ဘာဝနာမပိုင်တန်တရာမရှိဘူးအဲ့ဒီဘာဝနာကိုပွားမှဝိပဿနာဉာဏ်ကိုရမယ်ဝိပဿနာဉာဏ်ကိုတစ်ဆင့်ဆက်ပွားမှမဉ္ဇဉ်ဘုံဉာဏ်ရမယ်မဉ္ဇဉ်ဘုံဉာဏ်နဲ့မှသောတာပန်အဆင့်ပထမဆုံးမဉ္ဇဉ်ဘုံဉာဏ်ရပြီဆိုကြတဲ့ကဘဝတည်တက်ကတ်ထားလို့ရမသွားဘူးလားခုနဘဝပဲပြိဿရဲ့အောက်ဆုံးသောတာပတိမဉ္ဇဉ်ဘုံဉာဏ်တော့ရအောင်ကြိုးစားသွားရင်တော့ဘဝတန်တရာဆိုတာတက်ကတ်ထားလို့မရဘူးလားရသွားပြီသူ့အတွက်ဘယ်နှဘဝပဲကြံတော့အေးဒါကြောင့်ဘုန်းကြီးတို့ကလေနိဗ္ဗာန်အထိမပြောပါဘူးဟောဒီဘဝဟောဒီခန္ဓာကြီးရတဲ့အချိန်ငါဆင်းရဲတယ်သူချမ်းသာတယ်ငါဆင်းရဲတယ်သူဆင်းရဲတယ်နဲ့စဉ်းစားလို့မနေပါနဲ့ပြိဿရေရထားတဲ့သာသနာအခွင့်အရေးကောင်းကြီးနဲ့ကြုံတော့မှရထားတဲ့ယုတ်တရားနန္တရားကိုဘာဝနာလေးပွားလိုက်မယ်ဆိုရင်တော့ဝိပဿနာဉာဏ်ရရင်ပါရမီကုသိုလ်ပါလိမ့်မယ်အနိမ့်ဆုံးအပင်၄ပါးတရားပေါင်းတော့ပိတ်ပါလိမ့်မယ်မပြေဘူးလားမဉ္ဇဉ်ဘုံဉာဏ်မဟုတ်တော့လည်းပဲဝိပဿနာဉာဏ်ဒီဘဝကနေတန်တရာခရီးသွားရင်တန်တရာမဆုံးသေးဘူးလို့ဆိုတော်လေတဲ့ငရေတရိษံပြိတ္တာသူရကေကြမလားဟောမကြဘူးပြိတ္တာရေဒါဆိုရင်ဒီတဲ့ကြိုးစားလိုက်လို့သောတာပတိမဉ္ဇဉ်ဘုံဉာဏ်လောက်များရသွားမယ်ဆိုရင်အေးဘဝတန်တရာခရီးကတော့ခုနှစ်ဘဝလီဆိုတာပဲကိုယ့်အတွက်ကြံပါတော့တယ်တက်ကတ်ထားလို့မရဘူးလားအေးအဲ့ဒီလောက်အထိတော့မှတ်ဖို့မလိုဘူးလားလိုတယ်ဒီတော့ဘာဝနာမပါတန်တရာရှည်ကြလွန်လှသည်ဒီတော့လိုက်ဆိုဘာဝနာပါမဝဒုက္ခမုတ်ချငြိမ့်လိမ့်မည်ဆိုကြည်သားကဲဒါဆိုရင်ပြိဿရဲ့ဘာဝနာပါသွားရင်တော့ချမ်းသာတာတွေဆင်းရဲတာတွေစဉ်းစားစရာလိုသေးလားခံစားနိုင်တာတွေမခံစားနိုင်တာတွေဆင်းရဲစရာစဉ်းစားစရာလိုသေးလားဟောဘာဝနာပါရင်ပြိဿရဲ့သောတာပတိမဉ္ဇဉ်ကနေတစင်ပြီးတစင်သွားလို့အရဟတမဉ္ဇဉ်ဘုံဉာဏ်များရောက်သွားပြီဆိုရင်တော့ဝတ်ဒုက္ခဆိုတာအပြည့်တိုင်းငြိမ်းပါပြီဘယ်သူတွေးနေတာကျွမ်းပါလိပြိဿရဲ့အံ့ဩဖို့မကောင်းဘူးဟောဒီထဲမှာဆင်းရဲပါတယ်ဆိုတဲ့လူတော်မှအဲ့ဒီကျွမ်းပါလိလောက်ဆင်းရဲပါမလား
အတွေးမှန်လေးရသွားတဲ့အခါကျတော့သူအရင်ဆုံးစဉ်းစားပြီးဒါဆိုရင်ငါဒီဘဝတန်ត្រာခရီးကိုဖြတ်တန်းရအောင်မှာနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုမရောက်သေးရင်တော့ငါအတွက်ဘလောက်အကြာကြီးဆက်ရမယ်ဆိုတာမသိသေးဘူးဒါကြောင့်ဟောဒီမှာဝိပဿနာရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးနေတဲ့ငါကြုံနေပြီဘုရားစေဘုရားမှန်ရဲ့ဓမ္မတရားစေတရားမှန်ကိုလည်းငါအားထုတ်လို့ရပြီသံဃာစေသံဃာမှန်ကိုလည်းငါလူရန်လို့ဒါနပြုခွင့်ရပြီဒါဆိုရင်တန်ត្រာခရီးအတွက်ဟောဒီသာသနာကြီးနဲ့ကြုံတော့မှာတော့ငါအရင်ဆုံးဒါနကုသိုလ်ရအောင်ယူမယ်။ဘာကုသိုလ်ရအောင်ဒါနကုသိုလ်ရအောင်ယူမယ်ဆိုပြိတ္တရဲ့ကျွန်မသူ့မှာပိုင်တာပါပဲရှိတယ်။ရေအိုးလေးတစ်လုံးပဲရှိတယ်။သို့တော်ပြိတ္တရဲ့ရေအိုးလေးတစ်လုံးရှိတယ်ဆိုဒီရေအိုးလေးလည်းပဲရေမခတ်ရဘူးလား။ပြီးတော့ငါဘာလူမလဲလူတော့လူချင်းပြီလူမဒါနာကောင်းဖို့ရှိမှတန်ត្រာမှာချမ်းသာမယ်ဆိုတာတော့သိပြီငါဘာလူမလဲလို့စဉ်းစားလိုက်တော့သူ့မှာလူစရာပါရှိကောင်းဘောကရေအိုးလေးလက်နဲ့ဆန်လိုက်တဲ့အခါကျတော့ရေအိုးထဲမှာဘာရှိတယ်ရေရှိရင်ဘာလူမယ်ဒါပဲပေါ့ပြိဿရေမရှိလို့မလူဒါပဲအခုရှိအောင်ရှာရင်မရဘူးလားရေအိုးထဲမှာရေရှင်ဟောဒီရေကိုလူမယ်ဟောဒီရေကိုဘုရားရှင်ကိုရောမြတ်ကြီးလွှင်းလေဘုရားရှင်ကိုရောမြတ်ကြီးတောက်နိုင်မတောက်နိုင်ဘုရားလည်းအသုံးနဲ့ဟိုးအနုဝဲစားနောက်ဆုံးတရိစ္ဆာန်ဒီတိုက်မယ်ဆိုရင်ဒီကတန်ဖိုးမရှိဘူးလားရေပဲဆိုပြီးတော့ပြိဿကြီးအထင်သေးလို့ရမလားအေးဒါကြောင့်ဒုပြိဿကိုပြောချင်တာဆင်းရဲတဲ့ချမ်းသာတဲ့စဉ်းစားစရာလိုသလားငါပြောတပီးလေးပဲဒီနေ့ဝင်နိုင်တယ်ဆိုရင်တပီးကိုပြိဿရဲ့အနည်းဆုံး73လုံး14လုံးတော့ပါပါတယ်မပါဘူးလားတပီးလူစရာမလိုဘူးဟောဒီတပီးလေးကိုကင်ပြီးတော့လမ်းမှာဒီဆွမ်းမပြည့်စုံလို့အေးသေးရက်နေတဲ့တန်ဃာတစ်ပါးတွေ့ရင်အိုးတန်ဃာတွေတော့ဟောဒီ73လုံးလေးကငါလူလို့တစ်လုံးလူရင်တစ်လုံးပဲရော့မှာပေါ့ကို့အတွက်ကတစ်လုံးလေးရော့သွားပြီမယ်ဟောဒီတစ်လုံးလေးကိုဖုံးပေးလိုက်တဲ့တန်ဃာတွေဆွမ်းနှစ်လုံးစာလောက်တော့အချိန်နေမကောင်းဘူးဒါပဲခံယူတတ်တဲ့အတွေးမှန်လေးရှိရင်လူစရာဆိုတာရှားတယ်ပရိသတ်ကြီးဆင်းရဲသားတွေကအဲ့ဒီလိုတွေးဖို့လိုတယ်လို့ချမ်းသာတဲ့ပုဂ္ဂိုလ်တွေကရောပရိသတ်ကြီးချမ်းချမ်းသာသာလူရင်မရဘူးလားပြောလိုတာကသူ့မှာရေရှိတော့ဘာလူမယ်ဒါပဲဒုပရိသတ်ရွှေရှိရင်ဘာလူလို့ရအပိုင်ပဲဒါလေးကိုမေးချင်တာအတော်ပဲရွှေရှိတော့ဘာလူမယ်ငွေရှိတော့မြေရှိတော့ရေရှိတော့ဘုန်းကြီးမှာじゃဘာပြကြရှိတယ်ဘုန်းကြီးပိုင်တာပါရှိတယ်ဘာမှမပိုင်ဘူးဘုန်းကြီးပိုင်တာပရိသတ်ရေတခုမှမယူတကားတော့မှလူထားတာတွေကြည့်ပဲဟုတ်တယ်မလားမလီကားအကောင်းကြီးအထင်မကြီးနဲ့ဟုတ်လားသူများလူတာကိုရှာတာပါပါဘုရားသာသနာနဲ့တွေ့ကြုံဘုရားသာသနာကိုစီကံတကြစာလေးသင်ကံကောင်းထောင်းမှစွာပါရမီလေးပါလို့ဟောခွင့်ပြောခွင့်ရတော့ပြိဿကြီးဘုန်းကြီးတို့လည်းပဲအစဉ်ပြေတာပါမာနတက်เสียရှိသလားသို့တော်ပြိဿကြီးဘုန်းကြီးပိုင်တာလူမသိလို့ပါရွှေရှိတဲ့ဓမ္မကြီးတွေရွှေလူပဲငွေရှိတဲ့ဓမ္မကြီးတွေငွေလူမယ်မြေရှိတဲ့ဓမ္မကြီးတွေမြေလူမယ်ရေရှိတဲ့ဓမ္မကြီးတွေရေလူမယ်ဟောဒီကိုတော်တဲ့လေရှိတဲ့အတွက်လေလူတယ်အောင်မဲပြိဿကြီးဒီလေနဲ့လှူလို့ပဲပြီးရင်အချိန်ကြီးကောင်းတာမှာမို့လားအဲ့ကောင်းလို့ရတဲ့မန်းနီလေးကိုမနှက်ပံဆွမ်းလေးပြအောင်လုပ်လိုက်တော့ဟောမနှက်ပံဒီကနေ့လှူတာကလေမနှက်ပံညလေကဘာဖြစ်သွားလဲဟာဘောပြိဿရဲ့လေရှိတော့လေနဲ့လှူရတာအောင်မလေးတကဘာလုံးပတ်ပြီးတော့တထေးကိုလေနဲ့မှုတ်သူ့အိတ်တဲကထွက်လာတဲ့ခုံလာတဲ့ပတ်စံကိုဆင်းရဲသားနဲ့ဘုန်းကြီးပြန်လှူဘလောက်ကောင်းတော့ပြိဿရဲ့လေရှိတော့ဘာနဲ့လဲပြောချင်တာကလှူချင်းရင်ရှာရင်မရဘူးလားရတယ်ဟုတ်လားဒီနေ့မှာဘုံဘုံစကားတစ်ခုပြောဖို့ရှိလာပါတယ်သိကြလားရွှေရှိရင်ရွှေလှူတယ်ဆိုလို့ဘုန်းကြီးဘယ်တော့မှမမေ့တဲ့ဘဝသမိုင်းနာဂိမုံတိုင်းတိုက်တဲ့အချိန်ဘုန်းကြီးတို့ဘုရားကြီးသာသနာ2500မှာနာဂိအလှူတော်ဆိုဟောလိုက်တာ2ရက်အတွင်းမှာပဲရှင်မျိုးတော်ကလှူလိုက်တာအလှူငွေ1000ကျော်နဲ့ပစ္စည်းကိုကား12စီးဆေဘင်းကား12စီးတိုက်ထုတ်ခဲ့ရအဲ့ဒီမှာပြိဿရွှေလေးတွေပါလာအဲ့ဒီကရတဲ့ရွှေလေးတွေငကတ်လေးတွေပါတယ်ဆွဲကြိုးလေးတွေပါတယ်လက်ကောက်လေးတွေပါတယ်အကုန်လုံးစုထားအဲ့တော့ပြိဿဆွေရင်ဆွေနဲ့ပြန်လာတဲ့အချိန်ကျတော့ဘောလို့ဒီရွှေတွေကိုတော့ငါ
သာသနာမှာ